ချင်တဲ့ကဘာဖြူစင်တန့်ရှင်းတဲ့ရှစ်ရှင်းမြတ်တာတရားပေါ်ကျွန်တော်တို့ယုံကြည်ကြရမယ်။စာနာထောက်ထားတဲ့ကရုဏာတရားကိုကျွန်တော်တို့လေးစားလိုက်နာကြရမယ်။ဒီမဆိုတရားအလုံးလူသားဝိညာဉ်တွေအပေါ်ဆွတ်ဆိုဖော်လွှမ်းပြန့်နှံ့ပြီးတော့စစ်ပွဲဆိုတာမရှိငတ်မှုခေါင်းပါခြင်းလည်းကင်းငြိမ်းချမ်းသာရပြီးရောင်စုံပန်းတွေပွင့်အရှိများစွာနဲ့ဟောဒီကဘာကြီးကိုကျွန်တော်တို့တိဆောက်ကြရမယ်လူတိုင်းရဲ့ဘဝဟာတာယာလှပတဲ့ရှုမြော်ခင်ပကြီးကတချက်လို့ငြိမ်သက်အေးချမ်းပြီးတော့ထာဝရစိမ့်ဆိုလန်းဆန်းပင်လယ်ပြင်ဟာတဘာဝအတိုင်းငြိမ်သက်တခါတဘာဝအတိုင်းလိုင်းတန်းတစ်ပင်တွေကလည်းလေကောင်းလေတန်ကိုရှူရှာရလို့မို့ရှင်တန်ဖွင့်ထွားဝေးစီအာဃာတနဲ့အဘိဇ္ဇာတရားတွေကင်းရှင်းလူသားရှင်းရှင်းရှစ်ကြည်ရင်နေပြီးတော့စိတ်ထားမှုမြတ်တန့်ရှင်းကြဒုက္ခဆိုတဲ့စကားလုံးမရှိအမုန်းဆိုတဲ့စကားလုံးမရှိမာနလည်းမရှိပျော်ရွှင်ရှမ်းမြေစွာကဘာကြီးငြိမ်းချမ်းအနှောင်ဖွဲ့ကင်းလူလက်ရှင်အပြည့်နဲ့မြက်ခင်းတွေပေါ်ကခုံသရှင်ဆိုအဲ့ဒီလိုကဘာကြီးမျိုးကိုကျွန်တော်တို့တည်ဆောက်ကြရမယ်ကလေးလေးတွေပျော်ရွှင်အာဟာရပြေဝလွတ်လပ်စွာပညာသင်သူတို့အတွက်တည်တံ့ပန်းဥယျာဉ်တွေနဲ့မြို့သမီးတိုင်းဟာရှုံမောလာပသဘောကျစရာအကြီးတန်းသူတရားမှမရှိပြီးတော့လူတိုင်းအတွက်စေဝါအရှံပဲဟိုးယောဂဗျာဆိုတာတောင်မရှိတော့လို့မို့စေဝါဆိုတာအပေါ်ပစ္စည်းတက်တက်ပဲပေါ့ပကြီးစရာတွေအတွက်လည်းအယောင်တွေပေါ်များကျွယ်ဝအမှုပညာဘာသာရပ်ကိုကျောင်းတိုင်းမှာသင်ကြားပို့ချကြပြဆရာတွေကလည်းစကားလုံးတွေအများကြီးကိုပိုင်ဆိုင်အလှတရားကိုလူတိုင်းခံစားနိုင်တစ်ပင်တွေရဲ့ထိပ်ဖြာလေကွင်းပင်တွေပေါ်ဖြတ်တိုက်သွားတဲ့လေဟာအိမ်ခေါင်မိုးတွေပေါ်တဆင်းကောင်းကင်ဘုံကိုရောက်သွားရလမ်းပြပေးတဲ့တေးသွားတဲ့ပုတ်ပေါ့အဲ့ဒီလိုကဘာကြီးမျိုးပိုင်ဆိုးဝေး